အောက်ဆောက်လိုက်ကိုကလေဒီတစ်ခေါက်မှာတော့ခရုတာလပေါ်ချက်နီးလေးကိုအစအဆုံးပြန်လည်တင်ပြပေးပါမယ်ဟိုတစ်ခေါက်ကတော့မရိုက်လိုက်ရလို့ပါမူတွင်းဆိုတော့ခရုတွေတက်လာတော့လေခရုတွေကောက်ရတာတဲ့ခရုလေးတွေဟင်းတစ်ချက်စာရပြီဆိုတော့organic စစ်ပေါ့နော်ရွှေဖယုံညွန့်ရွှေဖယုံပွင့်နေတော့ခူးလိုက်တယ်နောက်ပြီးတော့အရေးကြီးတာကတော့ဒီဟာပိတ်ချင်းရွက်เนาะကျွန်တော်တို့ကပူလီတော်လို့ခေါ်တဲ့ပိတ်ချင်းရွက်ဒါကိုယ်တိုင်စိုက်ထားတဲ့ဟာပေါ့နော်အဲ့ဒါလေးထည့်တယ်ပြီးတော့ခရမ်းကျွတ်တီခရမ်းကစော်တီညစ်ဒါကတော့ခယူးကိုစပလင်နဲ့အရင်ပြုတ်တယ်နည်းနည်းလေးအခွန်ခွာလို့လွယ်တဲ့အဆင့်ရောက်ပြီဆိုတော့မှဒါအခွန်ခွာရတယ်เนาะဒါကတော့အိုးစာလေးပေါ့လေတကယ်တော့ဟိုအများကြီးသွားမကောက်နိုင်လို့အနီးနားမှာပဲရတော့လေးကောက်လိုက်တော့ဒါကဒီတာလကောအိုးသေးတိုးစာလေးပေါ့နော်ဒါ ready made ဈေးမှာဝယ်ရင်လည်းရပါတယ်ဒါတော့အရင်ဆုံးပြုတ်လိုက်တယ်စပလင်ထည့်တယ်ခုနကပြထားတယ်ကိုယ်စီမှာရှိတဲ့အသီးရွက်တွေအကုန်လုံးကိုရောသမမွေထည့်လိုက်ပါတယ်ဒါလကောဆိုတဲ့အတိုင်းပဲကိုကြိုက်တာကိုထည့်ပါတော့မြင်ငပြည့်နေနဲ့ထည့်တယ်ပြီးတော့ဒါကတော့ဆန်မုတ်နော်ဒါလည်းဘောကဆန်မုတ်အစိမ်းနော်ဆန်မုတ်အစိမ်းကိုထောင်းတယ်နော်ဆန်ကိုပဲထောင်းပြီးတော့မကြည်တကြည်တော့ထောင်းပြီးတော့ထည့်တဲ့အချိန်မှာတောက်လျှောက်မွေပေးရမယ်မမွေလို့ရှိရင်ဆန်တွေလုံးသွားတတ်ပါတယ်တယောက်ကတောက်လျှောက်မွေပေးနေတဲ့အချိန်မှာဆန်မုတ်လေးထည့်ပါနော်ဆန်မုတ်ကတော့ကိုအပြစ်ကျဲကြိုက်တယ်လို့ပေါ့ကျွန်တော်ကတော့အရင်ပြစ်တာမကြိုက်ဘူးเนาะတချို့ဒေသတွေမှာတော့ပြစ်လေးတောက်ကြပါတယ်ပြီးတော့အရသာချက်သားမုံစားထဲပေါ့เนาะဒါဆိုရင်တော့စူရင်တောက်လို့ရပြီဒါလည်းကောဆိုတာအလွယ်ဆုံးနဲ့ရိုးရှင်းဆုံးစားလို့အကောင်းဆုံးဟင်းညာလေးပဲဖြစ်ပါတယ်ချက်စားကြည့်ကြပါအောင်เนาะအကယ်၍ခယူးမရှိဘူးဆိုရင်လည်းဈေးမှာ ready made ကင်လာပြီးသားခရုတွေရှိပါတယ်အရင်တော့မလက်ဆက်ဘူးပေါ့ဒါပေမဲ့စပလင်လေးနဲ့ပြုတ်လိုက်တဲ့ဆိုရင်တော့နော်ဒါမညီပဲနဲ့စားလို့ကောင်းတဲ့ခရုဒါလည်းပေါ်ရပါမယ်ပိတ်ချင်းရွက်ကတော့မပါမဖြစ်ပါနော်ပိတ်ချင်းရွက်လေးကိုတော့ရှာရမှာပေါ့နော်ပိတ်ချင်းရွက်လေးပါမှပဲဒီခရုဒါလည်းပေါ်မွေးတဲ့ရနံ့လေးရအရန်ကိုမွေးပြီးတော့တောက်လို့ကောင်းတာဖြစ်ပါတယ် Scone Star